ဓမ္မမေဒီယောဂီသူတော်ကောင်းတို့ခင်ဗျာတရားတော်ဘုရားသစ္စာတရားဟောကြားရန်ဓမ္မသနာပလင်မောတို့ကြောင်းတော်မူလာပြီဖြစ်ပါ၍ဩဃာတကရောရုပ်ဖြင့်ညီညာပြပြကရောကြပါတို့ခင်ဗျာဩဃာတဩဃာတရားတန်ခါရဏတော်မြတ်သုံးပါးတို့နှင့်တကွဆေယသခင်ဖြစ်တော်မူသောမဂ္ဂစရောဘုရားကြီးဉာဏ်တော်အားရှိမှန်၍ယုတိမြတ်တို့လက်ဆောင်ရှိခိုးပူဇော်ဖူးမြော်မှလျက်ကြောရာတော်ပူဇော်တော်တက္ကိသဗ္ဗနာမကုသိုလ်ကံစေရနာတတပညာဝရိယတို့ကြောင့်မိမိတို့လိုရှိအနှစ်သက်အပ်သောမောမတေမြဲနေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခကတိတို့၏အေးငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာအလောင်းတိုက်အပူမြိုက်တို့ဤကင်းရကုံရချုပ်ရသိမ်းရငြိမ်းရဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့နေစဉ်အာထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်သည်လင်းမြန်စွန်မဲ့ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုလွယ်နိုင်သည်ဖြစ်စေယောဂီအလုံးပဲတရားပဲမှတ်ကြတရားပဲနှလုံးသွင်းကြတစ္ဆာတရားတို့ကိုမဟောသိမြင်မနာကြမီတရားပိုင်ရှင်ဖြစ်တော်မူသောသဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနမောတတသုံးချိန်ဖြင့်ရှုခုကြောလိုက်ကြပါအောင်စို့နမောတတဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနမောတတ္တသုံးချိန်ဖြင့်ရှခုပြီးတဲ့နောက်ကျေးဇူးတော်ရှင်အကမဟာပန္တိတာမဂ္ဂစရောဘုရားကြီးဉာဏ်တော်အပူဇော်တော်အဖြစ်ဆရာဘုရားကြီးကံတော်မချမီရေးဆက်တည်ကုန်းကဲ့သို့ဤရှိတော်လင်္ကာတတိပြုတ်လင်္ကာတို့ဖြင့်ဆရာဘုရားကြီးဉာဏ်တော်အားပူဇော်လိုက်ကြပါအောင်စို့မူလနေပြသေသနေကုလေကုအလွာအင်္ဂ12ပါးတရားကိုမြတ်နှင့်သုံးပါးအစနယမူလဘုသုံးဝါနှင့်ကာလသုံးပြချင်းရ20ဤရှိသွဲကိုအလွယ်ကျမသိစေအပ်သည်အန္တရာမလူကြောင့်ဒီဝိဇ္ဇာနှင့်တဏှာအရင်ကံဥပါဒံကံကြောင့်ယုံနာပေါ်အပင်မမြို့မအပင်
အမြင်မပြတ်ဆက်ဆက်တည်ဟံခံကြောင်းနာယုတ်ငါရောက်ကြောင်းကံအပံပံဖြစ်ပြနိအလျောယမတကြသတိမြတ်ကထင်ရှားပြုပြင်စီရင်ပန်းစဉ်အကြောင်းရင်းကြောင့်ဒုနမြတ်စွာတတဝါတို့ကျိုးစား၍အာထုတ်ပါရောမည်ဖျားရှင်ဤသာသနာတော်နှစ်2569ခုနှစ်ကောဇာတက္ကရာ1389ခုနှစ်ဒေါ်တလင်းလာကွယ်တနင်္ဂနွေနေ့21ရက်9လ2025ခုနှစ်နေ့လယ်ပိုင်းနှစ်နာရီချိန်ဖြစ်ပါတယ်။ယနေ့နေ့လယ်ပိုင်းယောဂီပေါင်းတို့အားဦးဇင်းတို့ယေရှုစမတ်တရားတော်ကသစ္စာ၄ပါးတရားတော်ဘာတရားတော်ပါလဲ။ဘုရားရှင်၏လူစန္ဒတော်အတိုင်းဘုရားထားတော်မူခဲ့တဲ့ဓမ္မကန္တတော်တွေကိုဆရာလုပ်ပြီးထိုးထိုးထွင်းထွင်းနဲ့ခန္ဓာဉာဏ်ရောက်သစ္စာစိုက်အောင်ဟောဖို့ညွန်ပြဆုဆုံးမခဲ့တဲ့ကျေးဇူးတော်ရှင်ဧကမဟာပန္တိတာမဂုစရဘုရားကြီးဉာဏ်တော်အားဥထိတ်မှပန်းဆင်ပြီးမန္တလေးတိုင်းဒေသကြီးအမရပူရမြို့မဂုစရဘုရားကြီး၏ဓာတုဓမ္မစေတီကျောက်စရိတ်ဆရာတော်ဥမန္တလနှင့်တကွာကောစကန်နှင့်တွင်၌တရင်သုံးနေထိုင်ကြကုန်သောဆရာတော်တန်ဃာတော်ရှင်မြတ်များ၏ဘုံရိပ်ကံရိပ်မေတ္တာဤတို့ကိုခိုလုံကဥစဉ်တို့လေ့လာထားသလောက်ကြိုးစားထားသလောက်ဉာဏ်ရောက်သလောက်ကိုယောဂီပေါင်းတို့အားဟောပြောပြသပေးမှာဖြစ်ပါတယ်ဥစဉ်တို့ပြောပြသားမဲ့သစ္စာတရားများကိုနားလဲနားနိုင်ကြပါစေနားတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲကျင့်ကြံကြုတ်ကိုပွားများအားထုတ်ပြီးဒီဘဝဒီခန္ဓာမစွန့်မီမဆက်ဘဝနိဗ္ဗာန်မြင်နိုင်သောသူတော်ကောင်းများဖြစ်ကြပါစေလို့ရှေးဥစွာမေတ္တာများပို့သလိုက်ပါရယ်မေတ္တာပို့သတဲ့အတိုင်းလဲကြိုးစားထုတ်ကြပါလို့ထပ်မံပြီးတိုက်တွန်းလိုက်ပါရယ်ယောဂီပေါင်းတို့ဦးဇင်းတော်ပြောမယ့်သစ္စာတရားများကိုမိမိတို့ခန္ဓာကိုယ်ဣရိယာပုလေးမြတ်စွာဖြင့်ရိုးရိုးသေးသေးလေးလေးစားစားနဲ့နာယူမှတ်သားနိုင်ကြပါပြီတန်တရာကြီးကရှိလာတဲ့နေ့အမျှမိဘဆွေမျိုးညာတကဆိုရမတော်ဘူးတဲ့သူမရှိကြသည်မို့ယောဂီတို့စနတို့တွေသည်တန်တရာတကြောမှာဝိပဿနာတရားတွေကိုကြိုးစားမထုတ်ခဲ့လေတော့ကြည်စံခုဘဝတကွေ့မှာပြန်ပြီးတော့မဆုံရဘူးလားယောဂီတို့စနဘဝတကွေ့ပြန်ဆုံတွေ့ရတာဒီသစ္စာသိခဲ့လို့လားမသိခဲ့လို့လားသိခဲ့လို့ပါဗျာကဲသစ္စာမသိဆိုပါနားမလဲလို့ပဋိစ္စသမုပ္ပါနားမလဲခဲ့လို့တန်တရာတကွင်မှာခန္ဓာအစဉ်နဲ့လဲရတယ်ဆိုတာကိုကြောင့်ကိုဖြစ်စဉ်လို့ခေါ်တဲ့ပဋိစ္စသမုပ္ပါကိုနားမလဲခဲ့လို့ဒါကြောင့်ဘုရားရှင်တို့ကြောင့်မိုးဆိုရပြောပါတယ်ပဋိစ္စသမုပ္ပါကိုမသိရင်ပဋိစ္စသမုပ္ပါကိုနားမလဲရင်ဥစ္စေရာဒိဋ္ဌိနဲ့တတရဒိဋ္ဌိလာတတ်တယ်အကြောင်းကျိုးကိုနားမလဲရင်ပ
ပြတ်တယ်ဆိုတဲ့အယူနဲ့ခိုင်နေမြဲတယ်ဆိုတဲ့အယူဆိုပြီးတော့အယူနှစ်ခုလာတတ်တဲ့ယောဂီတို့ဘောဆက်တဲ့တန်ត្រာဆက်ဆက်လည်းပရိစ္ဆေသမဆိုတဲ့အကြောင်းအကျိုးကိုသိအောင်လည်းမလုပ်ခဲ့ဘူးနားလည်းမလဲခဲ့ဘူးဒါကြောင့်ဘဝတွေဟာတန်ត្រာအရှိကြီးနဲ့လေကြရတာတဲ့ဘုရားရှင်တို့ကြောင့်မိုးစေပရိစ္ဆေသမကို1 2 3 4ဆိုပြီးတော့အကွက်၄ကွက်နဲ့ပြခဲ့တာဗျ1 နဲ့ 3ဒီအကြောင်းတရား2 နဲ့ 4ဒီအကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားအကြောင်းဒီပဋိစ္စအကျိုးဒီပေါင်းလိုက်တော့ဒီပရိစ္ဆေသမ1 နဲ့ 3လေးအကြောင်းတရားနဲ့အကျိုးတရားဘာလို့လဲပတ်နေရတယ်လဲဆိုရင်နားလည်အောင်မလုပ်လို့သိအောင်မလုပ်လို့ယောဂီတို့ဆိုတာကလည်းဘဝဆက်တဲ့တန်ត្រာဆက်ဆက်ကိုပြည့်စင်ကိုသိအောင်မလုပ်ကြဘူးလေကိုအကြောင်းကိုသိအောင်မလုပ်ကြဘူးဒီတဲ့ရှင်အောင်ပြောရင်ကိုဖြစ်စဉ်ကိုအကြောင်းကိုမေ့နေကြတာများတယ်ကိုဖြစ်စဉ်ကိုအကြောင်းကိုကိုနဲ့မပတ်သက်တဲ့အကြောင်းတွေတန်ត្រာလည်မဲ့အကြောင်းတွေဒုက္ခရောက်မဲ့အကြောင်းတွေဥနာတိအကျဉ်းချင်းရမဲ့အကြောင်းတွေကြတော့အကုန်လုံးနေကြတယ်တဲ့ကိုယ်ခန္ဓာရဲ့ဖြစ်စဉ်ကိုယ်ခန္ဓာရဲ့ဖြစ်ကြောင်းကြသိအောင်မလုပ်နားလည်အောင်မလုပ်တန်ត្រာပြတ်မဲ့အကြောင်းတွေလည်းသိအောင်မလုပ်ဘူးဒုက္ခရမဲ့အကြောင်းတွေလည်းသိအောင်မလုပ်ဘူးအိုနာတိရမဲ့အကြောင်းတွေလည်းသိအောင်မလုပ်ဘူးလို့ပြောတယ်ဒါကိုဘုရားရှင်ကြောင့်မဟုတ်ဆိုရပရိစ္ဆေသမကိုမသိရင်ပရိစ္ဆေသမကိုနားမလည်ရင်ဥစ္စေတဒိဋ္ဌိဆိုတဲ့အပြတ်ယူတဲ့သဘောတတ္တရဒိဋ္ဌိဆိုတဲ့ခိုင်တယ်မြဲတယ်ဆိုတဲ့ယူတဲ့သဘောတွေလာတတ်တယ်လို့ပြောတယ်အဲ့ဒီဥစ္စေတဒိဋ္ဌိနဲ့တတ္တရဒိဋ္ဌိကဘာကြောင့်လာတာလဲဆိုရင်တက္ကာယဒိဋ္ဌိရှိလို့ဘာဒိဋ္ဌိရှိလို့ငါကောင်ငါဥစ္စာငါသားငါသမီးငါပစ္စည်းငါပိုင်တဲ့ငါဆိုင်တဲ့ငါနေမြေငါအိုးအိမ်တိုက်တာငါအချမ်းရငါပစ္စည်းဒါယောဂီတို့ကုန်ယူနေတာပဲဗျနော်အစဉ်ပြေတဲ့ခါကျပြောနေတာပဲကြည်နူးနေတာပဲတဲ့အစဉ်ပြေတဲ့ခါပြောနေတာကြည်နူးနေတာကတတ္တရဒိဋ္ဌိအစဉ်မပြေတဲ့ကမနေခြင်းမှုသိခြင်းနဲ့ဆိုတာကဥစ္စေတဒိဋ္ဌိဒါကိုဘုရားရှင်တို့ကြောင့်မဟုတ်ဆိုရပြောတယ်ပဋိစ္စသမုပ္ပါဆိုတဲ့အကြောင်းကျိုးကိုမသိရင်နားမလည်ရင်ဥစ္စေတဒိဋ္ဌိဆိုတဲ့အပြတ်ယူတဲ့သဘောတတ္တရဒိဋ္ဌိဆိုတဲ့ခိုင်နေမြဲတဲ့ဆိုတဲ့ယူတဲ့သဘောတွေလာတတ်တယ်တဲ့ဗျဒါဘာကြောင့်လာတာလဲဆိုရင်တက္ကာယဒိဋ္ဌိရှိလို့ဘာဒိဋ္ဌိရှိလို့တကုံလုံးလဲငါလှုပ်ထားတာတဲ့တအိမ်လုံးလဲငါလှုပ်ထားတာတဲ့မိသားစုအလုံးလဲငါလှုပ်ထားတာတဲ့ဘုရားရှင်တော်ကြောင့်မိုးစရိယဒီလိုပြောတာနော်ယောဂီတွေဆိုတကုံလုံးလဲငါလှုပ်ထားတာလေနော်ငါစပင်ငါနဖူးငါမျက်လုံးငါနှာခေါင်းငါပါးစပ်ငါကိုယ်ငါခြေငါလက်အကုန်လုံးငါလှုပ်ထားတာလို့ပြောတယ်ကိုယ်နာမှာရှိတဲ့ငါဇနီးငါခင်မောငါသားငါသမီးငါပစ္စည်းငါအိမ်တိုက်တာအကုန်ငါလှုပ်ထားတာလို့ပြောတယ်အဲ့ဒါတဘွားတည်းမဟုတ်ဘူးလေဗျတသံတရားလုံးနဲ့တသံတရားလုံးကဆွက်ကယူလာတဲ့ပါလာတဲ့ငါအစွဲဟာလွယ်လွယ်နဲ့တော့ဖြုတ်လို့မရဘူးလွယ်လွယ်နဲ့တော့ဒီနေ့ဘုရားရှင်ရတော့ကျွန်တော်ဆိုရတဲ့တော်ဒုမဇီရီကြောက်ဆက်တဲ့ဓမ္မဝန်ကြီးတို့ကသစ္စာတရားလာနာကြတယ်အဲ့ဒီငါအစွဲလေးတရက်ခွာလာဖို့လွယ်တယ်များအောက်မေ့နေလားငါအစွဲလေးတရက်ခွာလာဖို့လေဥပုံနေဆိုပေမဲ့မအားဘူးဟဲ့တလမှာ၄ပုတ်ပဲရှိတာတဲ့၄ဥပုတ်တောင်မအားဘူးကြောက်ဒီလိုပြောကြတာဟုတ်ဗျဒီနေ့ဥပုံနေသစ္စာတရားနာမယ်အချိန်ရရင်ဝေဒနာတွေလေးအားထုတ်မယ်ငါအစွဲလွယ်လွယ်နဲ့ခွာလို့မရဘူးဆိုတာဒါပြောတာဒီအိမ်နဲ့ဒီဓမ္မဣတာတော့ငါအစွဲလေးခွာပြီးမလာနိုင်ဘူးဆိုရင်ဒီခန္ဓာကိုယ်ကြီးကိုတတန်တရားလုံးဆွက်ကလာတဲ့ငါအစွဲဘယ်လိုခွာမလဲတွေးကြည့်လိုက်စမ်းပါဟောမိမိအိမ်နဲ့ဒီဓမ္မဣတာလေးတောင်မှငါအစွဲကိုခွာပြီးအချိန်ပိုင်းလေးတောင်မလာနိုင်ဘူးဆိုရင်တတန်တရားလုံးဆွက်ကပ်ပါလာတဲ့ဒီခန္ဓာကိုယ်ကြီးမှာရှိနေတဲ့ငါအစွဲကိုခွာဖို့ဆိုရင်ဝေးပေါ်ဗျစိတ်မချမှုတွေများလေငါအစွဲမခွာနိုင်လေတန်တရားတွေများလေငါအစွဲမခွာနိုင်လေငါမရှိရင်မဖြစ်ဘူးဆိုတဲ့အတွေးတွေဝင်နေလေငါအစွဲမခွာနိုင်လေပဲ
အဲ့ဒီငါအစွမ်းမခံနိုင်လေဒီအိမ်ကြီးကိုထမ်းထားသလိုကိုရှိမှဖြစ်မှလို့ကိုပဲအသက်ရှည်ရှည်နဲ့ရှင်သန်မှုအားကောင်းပြီးတော့ကြိုးစားအားထုတ်ရတော့မှလို့တသရတိတိကဘာလာပြန်ရောတဲ့ယောဂီတို့ဆိုတော့ကိုသိလိမ့်မယ်လို့မထင်ဘူးလေအသက်ရှည်ရှည်နေအောင်မယ်ညနေလည်းသိလိမ့်မယ်လို့မထင်ဘူးမနေ့ပြန်လည်းသိလိမ့်မယ်လို့မထင်ဘူးနောက်လာလည်းသိလိမ့်မယ်လို့မထင်ဘူးအဲ့ဒါဘာဒိဋ္ဌိတော့တသရဒိဋ္ဌိပါဗျာဘလောက်ကြောက်ဖို့ကောင်းလဲအစွဲတွေမြန်နော်တစွဲပြီးရင်နောက်တစွဲကတ်လာတာလို့ပြောတယ်တစွဲပြီးရင်ဒီခါတလေဘဝစိတ်ညစ်တဲ့နေ့တွေမရှိဘူးလားရှိပါပါဗျာဒီထက်မှစိတ်မညစ်ဘူးတဲ့ပုဂ္ဂိုလ်တယောက်မှမရှိပါဘူးငွေကြေးဥစ္စာဘလောက်ပဲပြည့်စုံရုပ်နဲ့စိတ်နဲ့တိဆောက်ထားတဲ့ဒီခန္ဓာကိုယ်ဟာစိတ်တော်ညစ်ကြတာကြည်ပဲဒါယောဂီတို့မလားဦးဇင်းတို့လည်းစိတ်ညစ်တာပဲလေအရိယာမျိုးစေ့မကြသေးရတော့တောကနဲ့ဘလဘွားနေထိုင်တာတဲ့ဘယ်လိုပြောတာအရိယာမျိုးစေ့မကြသေး၍တောကနဲ့ဘလဘွားနေထိုင်တာယောဂီတို့ဆိုတော့အရိယာမျိုးစေ့မှာမကြသေးတာလေအဲ့တော့တောကတွေနဲ့ဘလဘွားနေထိုင်တာလေစိတ်ဆင်းရဲတာပေါ့စိတ်ညစ်တာပေါ့စိတ်မချမ်းသာမှုတွေလာတာပေါ့စိတ်နှိပ်စက်မှုတွေလာတာပေါ့စိတ်ဘယ်လိုမကြမှုတွေလာတာပေါ့ဒီစိတ်နဲ့ပတ်သက်ပြီးတော့အမျိုးမျိုးကြုံတာပဲဒါကြလေစိတ်လိုမကြမှုတွေစိတ်ညစ်မှုတွေလာနေကိုမနေခြင်းဘူးတည်ခြင်းနဲ့စိတ်တွေတောင်ဝင်လာတယ်လေမနေ့ထိန်ထားလူဘဝရဲ့တန်ဖိုးကိုသိရင်ထိန်မှာပေါ့လူဘဝတန်ကိုမသိတဲ့ပုဂ္ဂိုလ်ကြတော့ကျိုးသက်ချသိမလားအစိတ်တောက်သိမလားအမြင့်ခုံချသိမလားဥစ္စေတာဒိဋ္ဌိဘာဒိဋ္ဌိတဲ့အဲ့ဒါပရိစ္ဆေသမုပ္ပါကိုမသိလို့ပရိစ္ဆေသမုပ္ပါကိုနားမလဲလို့ဖြစ်ရတာတွေဗျဘုရားရှင်တို့ကြောင့်မိုးစရုပ်ကြီးကဒီလိုပြောထားတာယောဂီတို့ဆိုတော့မြင်နေရတဲ့ဒီပရိစ္ဆေသမုပ္ပါအဝိုင်းကြီးပေါ့ဗျာဘာကြီးတဲ့ဝိုင်းကြီးဆိုတာလေတက်တဲ့သဘောလှဲ့တက်တဲ့သဘောအဝိုင်းကြီးဆိုတာယောဂီတို့ကလည်းအလဲခံကျင်ကြတာဟုတ်ဗျာနော်မတိလိုက်လှဲ့လိုက်လဲလိုက်ကြနားမလဲလိုက်လှဲ့လိုက်လဲလိုက်ကြအကြောင်းမတိလိုက်လှဲ့လိုက်လဲလိုက်ကြအကျိုးမတိလိုက်လှဲ့လိုက်လဲလိုက်ကြဒီအိမ်ထဲကမထွက်နိုင်မှုလှဲ့လိုက်လဲလိုက်ကြငါအစွဲရှိလဲလှဲ့လိုက်လဲလိုက်ကြကြောက်စွဲရှိလဲလှဲ့လိုက်လဲလိုက်ကြပြက်ဆွဲရှိလဲလှဲ့လိုက်လဲလိုက်ကြဆိုအစွဲရှိရင်ပရိစ္ဆေသမုပ္ပါလဲပုံကြီးဟာမရနိုင်ဘူးတဲ့အစွဲရှိရင်ပရိစ္ဆေသမုပ္ပါလဲပုံကြီးကမရနိုင်ဘူးတဲ့ဒါကိုဘုရားရှင်တော်ကြောင့်မိုးစရောကြီးကပြောတယ်ဒုက္ခဖြစ်ကြောင်းလည်းမသိဘူးကွာတဲ့ညံ့နေတဲ့ပုံကိုယ်တွေများဘာဖြစ်ကြောင်းလည်းမသိဘူးဒုက္ခဖြစ်ကြောင်းလည်းမသိဘူးတဲ့ဘာနေတဲ့ပုဂ္ဂိုလ်ညံနေတဲ့ပုဂ္ဂိုလ်ရုပ်ရည်စနုညံနေတဲ့ထဲမှာမပါစေနဲ့ဗျနော်ညံနေတဲ့ပုဂ္ဂိုလ်တွေကဒုက္ခဖြစ်ကြောင်းမသိဘူးတဲ့ရုပ်ရည်စနုနေထိုင်နေတာကနှစ်ကွယ်နေထိုင်နေတာကခန္ဓာဘယ်နှပါအဲခန္ဓာ၅ပါးချမ်းသာကြိုးလားဆင်းရဲကြိုးလားဆင်းရဲကြိုးမို့ဘာသစ္စာတကူဘုရားရှင်ကြောင့်မိုးစရရပြောတယ်ဩညံနေတဲ့ပုဂ္ဂိုလ်ကဒုက္ခဖြစ်ကြောင်းမသိဘူးညံနေတဲ့ပုဂ္ဂိုလ်တွေကဘုရားရှင်ကြောင့်မိုးစရရနော်စေရနာကရုဏာနဲ့တိချောကိုပြောပေးတာကိလေသာထူလေညံနေလေတဲ့ဘယ်လိုပြောတာညံနေလေကိုကြောင့်ကိုဖြစ်စဉ်ကိုမသိလေတဲ့ညံနေလေတဆူရုပ်ရည်စနုကိုကြောင့်ကိုဖြစ်စဉ်ကိုသိဖို့ရည်ကြီးတာပေါ့ကိုကြောင့်ကိုဖြစ်စဉ်ကိုမသိညံနေရလေအသက်ကြီးလေနဲသွားမယ်အကျဉ်လူရလူရကာတို့ပညာတပိကင်းကွာပြီလျက်မိမိတဏှာအဝိဇ္ဇာမျိုးအိုတိုင်းတိုးသည်အယိုးသာရင်ညံမပွင့်ဘူးတဲ့လေဒီစရောကြီးကဆုံးမခဲ့တာအကျဉ်လူရလူရကာတို့ပညာတတိကင်းကွာပြီလျက်မိမိတဏှာအဝိဇ္ဇာမျိုးအိုတိုင်းတိုးသည်အယိုးသာရင်ညံမပွင့်ဘူးတဲ့လူလောကမှာနေထိုင်တဲ့ယောဂီတို့တွေသည်ပညာရဲ့တတိရဲ့ကင်းကွာနေရင်အသက်ကြီးလေအယိုးရင်လေပါတယ်အသက်ကြီးလေအယိုးရင်လေညံကတစ်ချက်မှမပွင့်ဘူးတဲ့
အဲ့ဒါကိုမိုးစရိယလည်းပြောခဲ့တယ်နော်ကိလေသာထူရင်ဉာဏ်နဲ့တယ်ကိလေသာထူရင်ဉာဏ်နဲ့ရင်ကိုယ်ကြောင့်ကိုယ်ဖြစ်စဉ်ကိုမသိတော့ဘူးဉာဏ်နဲ့ရင်ယောဂီရစနိုအသက်တွေကြီးတော့အယိုးတွေမရင်ဘူးလားကျောက်စော်ရိုက်ဓမ္မောင်ပေါ်တရားတော်တချို့အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေအယိုးကရင့်နေတော့လေဒူးလေးတွေနဲ့ဖြောက်ကနေညှုတ်ကနေမိသွားတော့ပဲနော်အစင်းဆိုရင်လေတတိလေးထားပြီးဆင်းနေတာတတိမြတ်လွှတ်ရင်တော့အဲ့ဒါဂျွန်းတုံးမောက်ကို2ပတ်လေ3ပတ်လေပြုတ်ကြမှာပေါ့အဲ့ဒါအယိုးတွေရင့်လာပြီးရင်ခန္ဓာကိုယ်တွေကရိုင်နေကုန်တာခြေတော်ကလေးကဒီနာချရင်ဟိုနာကျသွားတာလို့ပြောတယ်အဲ့ဒါအယိုးတွေရင့်လာလို့တယ်လေဒီစရောကြီးကဒီလိုပြောတာအကျင့်လူရလူရကာတို့ပညာတတိကင်းကွာပြီးလျက်အသက်ကကြီးလာတယ်ရိုးကရင့်လာတယ်ပညာတွေကလည်းကင်းတယ်တတိတွေကလည်းကင်းတယ်တတိကလည်းမထားနိုင်ဘူးလေအသိပညာလည်းဒိုးအောင်မလုပ်နိုင်ဘူးပညာတတိကင်းကွာပြီးလျက်မိမိတဏအဝိဇ္ဇာမျိုးအိုတိုင်းတိုးတဲ့အသက်ကကြီးတတိပညာကင်းမဲ့အဝိဇ္ဇာတဏတိုးအသက်ကကြီးတတိပညာကင်းမဲ့အဝိဇ္ဇာတဏတိုးဘာကြီးလားအတက်ကကြီးတတိပညာကင်းမဲ့ဝိဇ္ဇာတဏတိုးဘလို့ရှက်ဖို့ကောင်းလဲအသက်ကြီးသလောက်ဉာဏ်ကြီးရမှာ။ तू ကအသက်ကြီးပြီးတတိပညာကင်းမဲ့ပြီးတော့ဝိဇ္ဇာတဏကိလေသာတွေတိုးတယ်ဆိုတော့ဘလို့ရှက်ဖို့ကောင်းလို့တော်တော်လောဘကြီးတဲ့လူကြီးလို့ပြောရင်ရှက်ဖို့ကောင်းတာဗျ။အဲ့မိမကြီးကြည့်တယ်တအားလောဘကြီးတာတဲ့ဘလို့ရှက်ဖို့ကောင်းလဲအဲ့ဒါတဏကိုပြောတာပဲအသက်ကြီးလေဝိဇ္ဇာတဏတိုးလေအဲ့ဒီလောဘတဏတွေဘာလို့တိုးနေတာလဲဆိုဝိဇ္ဇာအကြောင်းအကျိုးမသိလို့ပေါ့အကြောင်းအကျိုးမသိတာဝိဇ္ဇာပဲလေအကြောင်းအကျိုးမသိတာဝိဇ္ဇာပါဗျာငါအသက်ရွယ်60ကျော်နေပါလားငါအသက်ရွယ်80ကျော်နေပါလားအခုချိန်ကြီးငါတတိပညာတွေကောင်းကောင်းမကိန်းသေးဘဲနဲ့ဝိဇ္ဇာတဏကိရိတာတွေတိုးနေမယ်ဆိုရင်ငါခန္ဓာကြီးတော့တဖြည်းဖြည်းနဲ့အယိုးတွေရင့်ပြီးညံနေနဲ့ရင်ကိရိတာတွေထူတဲ့ထူမှာပဲကိုတော့မေးခွန်းမေးတဲ့နာပေါ့ဗျာနော်တရားသဘောဆိုတာအဖြေသိခြင်းကိုပြန်မေးတဲ့တရားသဘောဆိုတာအဖြေသိခြင်းရင်ကိုပြန်မေးငါဟာအသက်ကြီးသလောက်အယိုးတွေရက်လာသလောက်ခန္ဓာကိုယ်အုံမင်းလာသလောက်တတိပညာတိုးတာလားဝိဇ္ဇာတဏကိလေသာတိုးတာလားဒီနှစ်မျိုးတွေကတစ်မျိုးတော့တိုးနေကြတယ်ဒီနှစ်မျိုးတွေကဒါဆိုယောဂီတို့ဝိဇ္ဇာတဏတိုးကျင်တာလားတတိပညာတိုးကျင်တာလားမေးရင်တော့ဒီလိုဖြေမှာပေါ့လုံနေတော့လေဝိဇ္ဇာတဏတိုးကြောင်းကြည့်ပဲတတိပညာနဲကြောင်းကြည့်ပဲဒါကြောင့်လေဒီဆိုတော့ရဆုံးမတာနေတာပေါ့နော်အကျဉ်လူရလူရကာတို့ပညာတတိကင်းကွာပြီးလျက်မိမိတဏအဝိဇ္ဇာမျိုးအိုတိုင်းတိုးသည်အယိုးတာရင်ဘလောက်ကောင်းလဲအယိုးတာရင်ညံမပွင့်ဘူးတဲ့အယိုးတာရင်ညံမပွင့်ပါဘူးဗျာအကြောင်းတချို့အသက်ကြီးရင်တတိပညာတွေကတောင်းလျှောက်ကင်းမဲ့လာတော့သမင်းကျွေးလို့စားပြီးရင်လည်းစားပြီးမှမသိဘူးတဲ့အသားငါသမီးအမေသမင်းကျွေးအမေစောစောမှသမင်းကျွေးပြတယ်ငါမကျွေးဘူးနင်တို့ပြစ်ထားတာတဲ့တတိပညာတွေကင်းမဲ့ပြီလေသမင်းစားလို့စားပြီးမှမသိတော့ဘူးအဲ့တော့ရက်ထက်ကြွတွေကဘာပြောတော့အဲ့ဒီဘက်ကကြီးတော်ကြီးကတန်ငယ်ပြန်နေတာတဲ့သူကတတိပညာကင်းမဲ့တယ်လို့မပြောဘူးစကလုံးလှလှလေးနဲ့ဖုံးထားတာနော်အဲ့ဒီဘက်ကတက္ကမကြီးကတတိပညာတွေအသက်ကြီးသလောက်ကင်းမဲ့နေတာဟေးလို့အရှိရဒီတိုင်းပြောရမှာဒါမဲ့လောကကလည်းသိတဲ့တိုင်းပဲအဲ့ဒီဘက်ကကြီးတော်ကြီးကတန်ငယ်ပြန်နေတာတဲ့ဒါရင်ကြီးလေးပြောတာဒီတဲ့ရိုင်းအောင်ပြောရင်ယူသွားတာဘာဖြစ်သွားတာယူသွားတာစဉ်းစားယောဂီတို့တငယ်ပြန်လာရဲ့ယူတာရဲ့ဘယ်ရင်အကောင်းဒါတော့ညင်းမယ်ဆိုတာသိသားပဲတငယ်ပြန်လာယူတာရဲ့ဘယ်မှမကောင်းဘူးတတိပညာကင်းမဲ့လို့ဖြစ်ရတာဘာကင်းမဲ့လို့ယောဂီတွေစဉ်းစားတော့အချိန်တွေအသက်တွေဆိုတာဆွဲထားလို့မရဘူးအချိန်တွေအသက်တွေဆိုတာခ
ခန္ဓာကိုယ်ရဲ့အိုမှုကလည်းပြိုအောင်လုပ်လို့မရဘူးခန္ဓာကိုယ်ရဲ့နာလာမှုကလည်းမားလာအောင်လုပ်လို့မရဘူးသိခြင်းမြဲတာကိုရှင်းသမှုအကောင်းအောင်လုပ်လို့မရဘူးယောဂီတွေဆိုရင်အချိန်နဲ့အသက်ဆိုတာဆွဲထားလို့မရဘူးအချိန်နဲ့အသက်ဆိုတာတတိပညာတိုးအောင်အားထုတ်မယ်ဘယ်လိုအားထုတ်မယ်ဒါကိုဘုရားရှင်တော်ကြောင့်မဟုတ်ဆိုရပြောတယ်မသိတဲ့အဝိဇ္ဇာရှိရင်အတိဝိဇ္ဇာမက်ခင်မလာနိုင်ဘူးတဲ့မသိတဲ့အဝိဇ္ဇာရှိရင်အတိဝိဇ္ဇာမက်ခင်မလာနိုင်ဘူးတဲ့ဒါဆိုကိုเจ้าကိုပြည့်စင်ကိုသိအောင်လုပ်ရမှာပေါ့ကိုเจ้าကိုပြည့်စင်ကိုနှစ်ကွယ်မှာရနေတာခန္ဓာဘယ်နှပါအဲ့ဒီခန္ဓာ၅ပါးဘာသစ္စာရှာလိုက်စမ်းမှာကိုအကြောင်းသိအောင်လုပ်လိုက်စမ်းမှာကိုအကြောင်းရှာလိုက်စမ်းမှာကိုဖြစ်စဉ်သိအောင်လုပ်လိုက်စမ်းမှာကိုဖြစ်စဉ်ကိုဖြစ်စဉ်ကိုအကြောင်းကိုသိအောင်လုပ်လိုက်ကိုဖြစ်ခြင်းကိုအကြောင်းကိုသိမှယောဂီတို့အကြောင်းတရားကိုဖြတ်နိုင်မှာကိုဖြစ်စဉ်ကိုအကြောင်းကိုသိမှဒါဆိုရင်နှစ်ကွယ်ခန္ဓာ၅ပါးဒုက္ခသစ္စာအလိုလိုရတာလားသမုဒယသစ္စာကြောင့်လားကိုဖြစ်စဉ်ကိုကြောင့်သိအောင်လို့ဆိုတာဒါပြောတာဗျရှာခြင်းရှာကိုအကြောင်းရှာခြင်းရှာသိအောင်လုပ်ခြင်းလို့ကိုကြောင့်ကိုသိအောင်လုပ်ခြင်းလို့ဘုရားရှင်လိုကြောင့်မိုးစရိယပြောတယ်ကိုကြောင့်ကိုပြည့်စင်ကိုသိအောင်လုပ်ရင်ဉာဏ်ထဲမှာရှင်းပြီတဲ့ဉာဏ်ထဲမှာရှင်းရင်တန်တရားကင်းပြီတဲ့ကိုကြောင့်ကိုပြည့်စင်ကိုသိအောင်လုပ်ရင်ဉာဏ်ထဲမှာရှင်းရင်ဒါအရေးကြီးဆုံးပဲတန်တရားနဲ့နေထိုင်ရှင်တန်ရတဲ့ဘဝဟာဒုက္ခများလွန်းတယ်တန်တရားနဲ့နေထိုင်ရှင်တန်ရတဲ့ဘဝဟာဒုက္ခများလွန်းတယ်ဘုယောဂီတို့ဇင်းတို့တွေဘာလို့ဒုက္ခတွေများနေတာလဲဆိုရင်တန်တရားနဲ့ရှင်တန်နေထိုင်နေလို့ဘာလို့ဒုက္ခတွေများကိုအကြောင်းပေါ်ဉာဏ်ရှင်းရင်တန်တရားကင်းသွား၏တန်တရားကင်းသွားတဲ့ပုဂ္ဂိုလ်ဟာမှတ်ပါဒုက္ခနည်းအောင်ကျင့်တော်တာတန်တရားကင်းသွားတဲ့ပုဂ္ဂိုလ်ဟာသဘောပေါက်ယောဂီတို့ကဒုက္ခများခြင်းလားနည်းခြင်းလားအဲ့ဒီဒုက္ခနည်းခြင်းလားအပြီးချုပ်ခြင်းလားဒီလိုမေးရင်ဒီလိုဖြစ်မဲ့ဆိုတာသိသားပဲနော်ကိုအကြောင်းကိုပြည့်စင်ကိုသိဖို့ရည်ကြီးတာဒီကောင်မကြီးတော်ပြုတ်ကောင်းကြီးညိတ်မနေနဲ့ကောင်းဦးစင်းလည်းညိတ်တတ်တယ်ကိုအကြောင်းကိုပြည့်စင်ကိုသိဖို့ရည်ကြီးတာဗျကိုအကြောင်းကိုပြည့်စင်ကိုမသိမဟုတ်စရိယပြောတယ်1 2 3 4မယမနာတံပြေဘယ်လိုပြောလဲတန်တရာခီးပြေးတာမပြောနဲ့ပြောရတာတော့မောလုံးလို့ပြေးရင်ဘလောက်မောမလဲ1 2 3 4မယမနာတံပြေးဆိုပြောရတာတော့မောလုံးလို့တန်တရာကြီးထဲမှာပြေးရင်ပုံမောတာပေါ့ကိုယောဂီတို့မိုးလဲရမိုးချုပ်ရက်နေကြတာလားပြေးနေတာလားအဲ့ဒီအပြေးမရက်ချင်ဘူးလားအပြေးရရင်မောသက်တာတဲ့အပြေးရရင်ဘာလို့အမောမသက်တာလဲဟောပြေးရတော့ပြောစရာကြီးပေါ့ဒီမကြီးတော်နေဆိုလဲပတ်ပြေးနေတာပဲလေဟောလှက်ပတ်ပြေးနေတာနော်တောင်ပြေးလိုက်မြောက်ပြေးလိုက်ဆိုင်ပြေးလိုက်အိမ်ပြေးလိုက်လှက်ပတ်ပြေးနေတာလေအပြေးမရနိုင်သေးတော့ပြေးနေသူကြီးမောနေမှာပဲတဲ့ဒါကြောင့်ဘုရားရှင်တော်ကြောင့်မဟုတ်ဆိုရပြောတယ်မတိတာကပြေးနေတာကဝိဇ္ဇာပစ္စယအဆိုယောဂီတို့ပြေးနေစေပေါ့အပြေးမရနိုင်သေးဘူးနော်ဒီနေ့ဥပုံနေ့ဆိုတော့ဒါအပြေးလာရတာပေါ့တခါယူထိန်လဲပါလာရတာအပြေးလာရတာပေါ့ဩဒီနေ့ဥပုံနေ့ဆိုတော့မိုးဆိုရဓာတုဓမ္မစရိကြောက်စာအတိုင်းမှာတရားလေးနာကြအားထုတ်ပြီးတော့အပြေးရက်အောင်မယ်အပြေးရတော့အမောသက်တာပေါ့အပြေးရတော့အခုလိုလက်တွေ့ကြကြသစ္စာတရားလေးနာကြားနေတဲ့အချိန်မှာစိတ်ထဲမှာကြီးရှင်းပဲနှလုံးပွင့်ရအေးနေတာလို့ပြောတယ်သူတော်ကောင်းဓမ္မဆိုတာစိတ်အေးမှုစိတ်ချမ်းသာမှုကိုပေးတာသူတော်ကောင်းဓမ္မဆိုတာ
ကိုယ်ကိုနေထိုင်ရတော့ဘယုတ်ဒုက္ခတွေနဲ့ရှုပ်ပွားပြီးပူလောင်ပြီးတော့ခန္ဓာကိုယ်ထဲမှာကျွမ်းနေတာပဲအေးတက်များကြားပေါက်တော့မဝင်နိုင်ဘူးလို့ပြောတယ်နော်အပူတော့ကတွေတူလောင်ထားတဲ့အိမ်ကြီးတဲ့ဘယ်လိုပြောလဲယောဂီတို့အိမ်ထဲမှာဘာတွေတူလောင်ထားအေးတစ်စက်တစ်ချက်ဝင်ဖို့မလွယ်ဘူးလို့ပြောတယ်ဘာဖြစ်လို့လဲဆိုရင်အေးတက်ကလေးတစ်ချက်တစ်စက်ဝင်ဖို့ယောဂီတို့ကကြိုးစားအားထုတ်မှုအိမ်မှာအလုံးရှုပ်တော့အချိန်ပေးပြီးမလုံနိုင်ဘူးတဲ့မိုးလင်းရမိုးကျုပ်တကုတ်ကုတ်နဲ့လုံနေတဲ့အရှုပ်တွေနေတိုင်းပဲတဲ့အိမ်ဆိုတာအရှုပ်တွေလုံနေရတာအိမ်ဆိုတာအဲ့ဒီအရှုပ်တွေလုံချင်သလားမဖြစ်လို့လုံရတာလို့ပြောမကင်းလို့လုံရတာလို့ပြောအိမ်မှုကိစ္စလုံရတယ်အိမ်အရှုပ်လုံရတယ်ဆိုတာနှစ်ချက်ကြောင့်လုံရတာတဲ့မဖြစ်လို့လုံရတာရဲ့မကင်းလို့လုံရတာရဲ့အိမ်မှုကိစ္စအိမ်အရှုပ်လုံရတာဘာကြောင့်လုံရတာရှင်ဗျာဒီဝမ်းပိုက်ကြီးကမစားလို့မဖြစ်ဘူးလေဒါကြောင့်အလုံးလုံးနေရတာတပည့်တော်မှာသမုဒိယ30နယ်ဘွားတွေကရှာထားတော့မကင်းလို့လုံရတာတောက်ဆုံးအိမ်မှာလုံနေရတဲ့အရှုပ်တွေကမဖြစ်လို့လုံရတာနဲ့မကင်းလို့လုံရတာနဲ့ဒီနှစ်ချက်ပဲတဲ့ကဲသဘောပေါက်ပြီလားနည်းနည်းပါးပါးမရက်ချင်ဘူးလားဒါဆိုဒီလိုဘုန်းကြီးမှာသစ္စာတရားလာနောက်ကြားပေါ့စိတ်ထဲမှာဘလောက်အေးသွားလဲသူတော်ကောင်းတမဂိမ်းနှလုံးပွင့်ရငြိမ့်ချသွားတာလို့ပြောတယ်ယောဂီတို့စနုပ်ဆိုတာစိတ်တိုင်းမကြမှုတွေနဲ့လုံမကြမှုတွေနဲ့ဘုံဝင်တွေကတောက်လျှောက်ရိုက်ခတ်နေတာလို့ပြောတယ်အားကြောင့်လေအစင်မပြေပြဟာမောနေတာဘုံဝင်တွေကတအားလှုပ်တာလေမွန်းချက်ပြီးတော့ကတွေနားလိုက်ဟာရေလေးတောက်လိုက်မှတံမယာလေးတောက်လိုက်ရမှဒေါသတွေဖြစ်လာရင်ဟာဘုံဝင်တွေကတအားလှုပ်တာပြဿနာတွေကြုံလာပြီဆိုရင်လည်းတအားလှုပ်ကိုမိသားစုတွေတူတည်းဒုက္ခရောက်ပြီဆိုရင်လည်းဘုံဝင်တွေကတအားလှုပ်အကြောင်းကျိုးမသိလေပိုးရှုပ်လေဒုက္ခများလေယောဂများလေအသက်တိုလေကိုဖြေမစီနိုင်လေပဲဒါကြောင့်ဘုရားရှင်တော်ကြောင့်မိုးစရိပဲပရိစ္ဆသမုပ္ပါကွာတဲ့အကြောင်းကျိုးများနားမလည်ရင်ကိုညှင်းပနှိမ့်ဆက်နေတာတဲ့ဘလောက်ကြောက်ဖို့ကောင်းယောဂီတို့တချို့သူဖြစ်နေတာလေယောဂတွေဖြစ်နေကိုညှင်းပနှိမ့်ဆက်နေတာအကြောင်းလည်းမသိအကျိုးလည်းမသိတော့လေတတိပညာကင်းမဲ့တော့ပိုဆိုးတာပေါ့အဲတော့တချို့ဆိုလူလုံးမလားအပူလုံးကြွပြီးတော့မျက်နှာကြည့်တကိုယ်လုံးကြည့်နေကြည့်ရတာအစင်းကိုမပြေဘူးလေဘလို့ဖြစ်တာလဲဒီလိုပါပဲဘာကြောင့်တော့ပြောချင်ပါဘူးတချို့ဒုက္ခတွေပြဿနာတွေအမှုကိစ္စတွေမြုံထားရတာငုံထားရတာတွေအများကြီးပဲလေသူတို့ကောင်းဓမ္မများကင်းအောင်မလို့ရင်ကိုเจ้าကိုပြည့်စင်များမတိလို့တော့ကိုနှိမ့်ဆက်နေတာပဲတဲ့ဘလောက်ကြောက်เสียကောင်းလဲကိရိတာထူပြောတဲ့ပုဂ္ဂိုလ်များအမှန်မမြင်နိုင်ဘူးတဲ့ကိရိတာထူပြောတဲ့ပုဂ္ဂိုလ်များကိုเจ้าကိုပြည့်စင်ကိုတိအောင်လုပ်လိုက်စမ်းပါတတ်အောင်နေလိုက်စမ်းပါအမြင်ရှင်းအောင်နေလိုက်စမ်းပါနှလုံးသွင်းမှန်မှန်နေလိုက်စမ်းပါတရားလမ်းကြောင်းပေါ်ခုံးတက်လိုက်စမ်းပါဘယ်လမ်းကြောင်းပေါ်တရားလမ်းကြောင်းပေါ်ခုံးတက်လိုက်ယောဂီတို့ပြောတယ်မို့လားအချိန်တန်ရင်ကိုလမ်းကိုရှောက်ကြမှာပဲဒီလိုပြောကြတာနော်အချိန်တန်ရင်ဒါဆိုကိုလမ်းကိုနောက်ကြမှရှောက်အောင်မလားစောစောရှောက်အောင်မလားမှတ်ထားအောင်မယ်နော်တခါယူခင်ပိုင်ကိုလန်းကိုနောက်ကြမှရှောက်အောင်မလားစောစောရှောက်အောင်မလားဘုရားရှင်တို့ကြောင့်မိုးစရိပြောသလိုကံကောင်းတုံးညံကောင်းတုံးကိုလန်းကိုရှောက်ဘယ်လိုပြောလဲနောက်ကြသွားရင်တော့ကံမွဲညံမွဲပြီနောက်ကြသွားရင်တော့ဒါကြောင့်ကိုလန်းကိုနောက်ကြောင်မှမရှောင်နဲ့စောစောရှောက်ဆိုတာကံထက်ထုံးညံထက်တုံးပြောတာနောက်ကြသွားရင်တော့ခန္ဓာဘယ်နှပါလဲဆိုဒီဦးလေငါအလုံးနဲ့ငါတောင်ရှုံနေဘာခန္ဓာတွေလာပြောနေတာနင်းအသက်တွေကြီးနေပြီလေနင်း60တောင်ကျော်နေပြီ90တန်းကတ်နေပြီဟိုမဟုတ်ဆိုတော့ဒီတရားတွေမနာဘူးလားနားမလဲပါဘူးဝါတာနဲ့ဘာတွေမှလည်းမသိဘူးကံမွဲညံမွဲရင်လေသူတို့ကောင်းဓမ္မကိုခြေကုပ်ယူလို့မရတော့ဘူးလို့ပြောတယ်ဘာလို့တော့ဆိုကိုကပလက်လန်လဲနေပြီလေကံမွဲညံမဲသွားရင်သူတို့ကောင်းဓမ္မကိုခြေကုပ်ယူလို့မရတော့ဘူးတဲ့ဘဝတစ်ခုကကြာရှုံးလွယ်လွန်းတယ်တ
တန်းတူတူလေးကိုယ့်အချိန်ကိုယ့်သက်ကိုယ့်ရဲ့ကံကိုယ့်ရဲ့ဉာဏ်တွေသူများအတွက်ဖြုံတီးဖြစ်တာဘယ်လောက်နှမျောဖို့ကောင်းလဲသူများအတွက်ဖြုံတီးတာများနေတယ်နော်ကိုယ့်သက်ကိုယ့်ကံကိုယ့်ဉာဏ်တွေကိုယ့်အချိန်တွေကသူများအတွက်ဖြုံတီးဖြစ်တာများတယ်ကိုယ့်ရဲ့သစ္စာတရားနာကြဝိပဿနာတရားအားထုတ်အလုံးလုံးတော့မယ်ဆွဲတွေဖြုံတော့မယ်ဆိုတော့အာရချိနေကုန်ပြီခန္ဓာကိုယ်ကလေခွန်အားတွေကလည်းမလိုက်နိုင်တော့ဘူးညာအားတွေကလည်းမလိုက်နိုင်တော့ဘူးဒါကြောင့်မိုးစရိယပဲဟေးလူဘဝဆိုတာအခွင့်အရေးတစ်ခါပဲရတာတဲ့လူဘဝဆိုတာနောက်တစ်ပန်းဆိုတာမတိချဘူးတဲ့ဗျလက်ရှိဘဝတော့သူတော်ကောင်းဓမ္မနာမကတ်နိုင်ဘူးဆိုရင်နောက်နောက်ဘဝတွေသူတော်ကောင်းဓမ္မနာကတ်ဖို့ဝေးဘုရားရှင်တော်ကြောင့်မိုးစရိယပြောသေးတယ်နောင်ပွင့်မဲ့အရေမီးရဖះမှာအရင်ဆုံးဖူးမြော်ပါလို့ဤဒီဘဝကုသိုလ်ဓမ္မလည်းမလုပ်ဝတ္တနာတရားလည်းအာမထွက်ရင်နောင်ဖះနဲ့တွေ့ရင်လည်းငတွေ့ပဲกว่าတဲ့သစ္စာတရားနဲ့ဝတ္တနာတရားအာထုံပြီးဝတ္တနာဇစ်မြစ်တွေ့အောင်မှလုံမသွားရင်နောင်ဖះနဲ့တွေ့လည်းငတွေ့လို့မိုးဆိုရပြောတာဗျကျွတ်တန်းဝင်မဲ့ထင်ပါမပါဘူးလို့ပြောတာဒီဘဝမှာသစ္စာတရားတွေနာကြဝတ္တနာတရားတွေအာထုအလို့လိုက်စမ်းမှာအရှိခန္ဓာကိုအသိဉာဏ်နဲ့ကြည့်ပြီးတော့ညာတော်ပရိညာအစွဲတိတိတွေကိုဖြုတ်ထားလိုက်စမ်းမှာတိရဏပရိညာပွားများအာထုမှုနဲ့လုံနိုင်သမျှကြိုးစားအာထုလိုက်စမ်းပါဒါဆိုရင်နောင်ဖះနဲ့တွေကိုကအရင်ဆုံးကြုံမှာပေါ့တဲ့ဘုရားရဒီလိုပြောထားတာဓက္ခံနေဆိုတာအရေးကြီးတယ်ဓက္ခံနေဆိုတာခုယောဂီတို့လက်တွေ့ကြကြဒီလိုသစ္စာတရားတွေနာနိုင်စွမ်းရှိတယ်ဆိုတော့အတိတ်ကသူတော်ကောင်းဓက္ခံနေပါလာလို့အရိကသူတော်ကောင်းဓက္ခံနေပါလာတာကိုဒီဘဝမှာအကြောင်းဆက်ပြီးတော့တိုးအောင်လုပ်ပြီးတော့လို့အတိတ်ကသူတော်ကောင်းဓက္ခံနေပါလာဒီဘဝနာကြအထုံမှုနဲ့တိုးအောင်မလုပ်ရင်တော့မှောက်သွန်လိုက်တာနဲ့အတူတူပဲအတိတ်ကပါလာတဲ့သူတော်ကောင်းဓက္ခံနေလေတိုးအောင်လုပ်ရတာရင့်အောင်လုပ်ရတာများလာအောင်ပြန်လုပ်ရတာအတိတ်နဲ့ပိဿဘံဖြည့်ဆည်းမှုနဲ့များအောင်တိုးအောင်လုပ်ယူရတာဆက်ယူရတာဗျဟိုယောဂရုဇနုဆိုတာကဒီသူတော်ကောင်းဓမ္မနာကတ်ဖို့ကြတော့တော်တော်နဲ့မကတ်နိုင်ဘူးလေသစ္စာတရားနာကြဖို့ဆိုအချိန်နဲ့မပေးနိုင်ဘူးအတိတ်ကပါလာတဲ့ပါရမီဆိုတာပိဿဘံကြိုးစားအားထုတ်မှုနဲ့ပေါင်းဆက်ရတာပိဿဘံကြိုးစားအားထုတ်မှုနဲ့ဒါဆိုသူတော်ကောင်းတက်ကနေတိုးလာမှာပေါ့များလာမှာပေါ့တက်လာမှာပေါ့အဲ့ဒါလို့လှုပ်ယူရတာနောက်ကိုတရားတွေနာလာပြီတရားတွေထိုင်လာပြီတော့ဒီတရားမနာဘဲကိုမနေနိုင်တော့ဒီတရားမထိုင်ဘဲကိုမနေနိုင်တော့တာအရင်ဆုံးကိုကတရားကိုဆွဲခေါ်ရတာအရင်ဆုံးကိုကတရားကိုအဖြည်းဖြည်းနဲ့အာထုံမှုတွေရင့်တန်လာပြီမြင့်လာပြီဆိုရင်တရားကိုဆွဲခေါ်သွားတာအရင်ဆုံးကိုကတရားမထိုင်ခြင်းလဲအချိန်မရှိလဲဘလောက်အလုံးရှုပ်ရှုပ်တရားအရင်ဆုံးကိုကတရားကိုဆွဲခေါ်ရတာဘလောက်အလုံးရှုပ်ရှုပ်တရားကိုထိုင်ပြအောင်ထိုင်မယ်ဘလောက်ပြဿနာတွေတက်တဲ့တရားထိုင်ပြအောင်ထိုင်မယ်တချို့ကအလုံးရှုပ်လို့တရားမထိုင်ပြရတယ်နဲ့အမှုကိစ္စပြဿနာတက်နေလို့ညှင်းငွေပြီးတော့တောကများပြီးတရားမထိုင်ပြရတယ်နဲ့ဆိုတော့ပြက်ကွက်မှုတွေကများကုန်တာလေကိုကတရားကိုဆွဲမခေါ်နိုင်ဘူးကိုကတရားကိုဆွဲမခေါ်နိုင်ရင်တရားဘယ်ကိုဆွဲခေါ်မှာလဲဒါကြောင့်တချို့1ရက်ကုန်တော့2ရက်ကုန်တော့3ရက်ကုန်တော့1လတာကုန်တော့တယ်တရားမထိုင်လိုက်ရတရားအာမထုတ်လိုက်ရတရားကိုကဆွဲမခေါ်နိုင်ဘူးအဲ့တော့တရားကလည်းနေတဲ့ငါလည်းနင့်ကိုဆွဲမခေါ်ဘူးနင့်ဘာသာနဲ့ဘယုဒုက္ခရှုပ်ပွားမိသားစုရဲ့ပြဿနာတက်ပြီးနေတော့ဆိုပြီးတော့အဲ့ဒီတရားကလည်းထားခဲ့တာတဲ့ဗျအဲ့ဒါလိုလူတွေအများကြီးကိုကတရားကိုဆွဲမခေါ်တော့တရားကလည်းကိုယ်ကိုခြေကန်ပြီးပြစ်ထားခဲ့တာတဲ့ယောဂီတို့ဒီနေ့တရားကိုဆွဲမခေါ်ရင်ဒီနေ့တရားကကိုယ်ကိုပြစ်ထားမှာပဲတလားတိတိတရားကိုကိုယ်ဆွဲမခေါ်ရင်တလားတိတိတရားကကိုယ်ကိုပြစ်ထားမှာပဲဓမ္မဟွေရခတိဓမ္မစာရင်လို့ပြောတာလေတရားကိုကျင့်ဆောင်တဲ့ပုဂ္ဂိုလ်တရားပြန်ပြီးစောင့်ရှောက်တယ်တရားကိုကျင့်ဆောင်တဲ့ပုဂ္ဂိုလ်ကိုကမှတရားကိုမကျင့်ဆောင်ရင်တရားကိုစောင့်ရှောက်ဖို့နေတာသာပြစ်ထားမှာပေါ့ယောဂီတို့ဆိုတော့ဒီလိုဖြစ်နေတာတွေကများတာလေပြဿနာတက်တယ်တရားနဲ့နှလုံးသွင်းမှန်နဲ့မဖြေနိုင်ဘူးအဲ့ဒါတရားကိုကပြစ်ထားတော့တရားကိုမစောင့်ရှောက်ဘူးတောကတွေများလာပြီကြေကွဲမှုတွေငိုကြွေးမှုတွေများလာပြီဆိုရင်တော့ဖြစ်လိုက်တာပြောမနေနဲ့
နှလုံးသွင်းမှန်မှန်နဲ့ဖြည့်ဆည်းမှုမရနိုင်ဘူးကိုကတရားကိုဆွဲမခေါ်တော့တရားကိုပြစ်ထားတာလေဘယ်လိုတရားမျိုးနဲ့ဖြည့်ဆည်းပြီးတော့ဘယ်လိုတရားမျိုးနဲ့နှလုံးသွင်းမှအောင်လုပ်ရမှတော့မသိတော့ဘူးဒါကြောင့်ကိုကတရားကိုကျင့်ဆောင်မှတရားကိုအားထုတ်နေမှတရားကိုဆွဲခေါ်ပြီးတော့စောင့်ရှောက်ပေးတာတရားကိုဆွဲခေါ်ပြီးတော့အားထုတ်လိုက်စမ်းမှတရားကျင့်ဆောင်လိုက်စမ်းမှတရားမပြတ်မကွက်ကြိုးစားလိုက်စမ်းမှတရားအချိန်နဲ့အမျှအာမထုတ်နိုင်တောင်မှတစ်ချိန်ချိန်တော့အားထုတ်လိုက်စမ်းမှတရားကိုယ်မှအားထုတ်ဖို့ခန္ဓာကြီးရနေတာပဲလေကဲယောဂီတို့တရားအားထုတ်ဖို့တရားထိုင်ဖို့ခန္ဓာကြီးငှားเสียလို့သေးလားလို့ပါပါဗျာအရှိခန္ဓာကြီးရနေတာပဲအရှုဉာဏ်နဲ့ကြည့်လိုက်ရုံပဲလေယောဂီတို့ဆိုတော့နေထိုင်နေတာကနှစ်ကွက်မှာဘယ်ကွက်မှာအဲ့ဒီနှုတ်ကမှရရှိနေတဲ့ခန္ဓာ၅ပါးကြီးကိုနှစ်နဲ့သုံးနဲ့ကြားနေပြီးတော့ဘာဝနာညာနဲ့ထိုင်းပြီးတော့ရှုလိုက်စမ်းပါအဲ့ဒါလို့ရှုမယ်ဆိုရင်မိုးစတော်ကြီးကပြောတယ်အကြောင်းကျိုးသိအောင်အရင်လို့ဘယ်လိုပြောတယ်နှစ်ကွက်ခန္ဓာ၅ပါးလိုရတာလားဝိဇ္ဇာသင်္ခါရကြောင့်လားဝိဇ္ဇာသင်္ခါရကြောင့်ပါဗျာတော့ယောဂီတို့ကနော့ချနေပြီဗျကိုကြောင့်ခုဖြစ်စဉ်ဆိုတာအဲ့ဒါလို့သိရမှာနှိကွက်ခန္ဓာ၅ပါးကြီးဟာအဝိဇ္ဇာသင်္ခါရကြောင့်ရတာနှိကွက်ခန္ဓာ၅ပါးကြီးဟာဝိဇ္ဇာသင်္ခါရကြောင့်ရတာဒါဆိုရင်ဒုက္ခသစ္စာဆိုတဲ့ခန္ဓာဖြစ်ကြောင်းတခြားလားအဝိဇ္ဇာသင်္ခါရလားဒါဆိုရင်ဒီခန္ဓာကြီးကတရားပြမှာဖန်ဆင်းတာမဟုတ်ဘူးဘလို့လို့ဖြစ်လာတာမဟုတ်ဘူးမိုးဘောကကြလာတာမဟုတ်ဘူးဒီခန္ဓာရဲ့ဖြစ်ကြောင်းဝိဇ္ဇာနဲ့သင်္ခါရအကြောင်းပေါ်ဉာဏ်ရှင်းရင်တန်တရားကင်းနဲ့အကြောင်းပေါ်ဉာဏ်ရှင်းရင်ကင်းသွားပြီလေတန်တရားဒီခန္ဓာကြီးကတရားပြမှာဖန်ဆင်းတာမဟုတ်ဘူးဘလို့လို့ဖြစ်တာမဟုတ်ဘူးမိုးဘောကကြလာတာမဟုတ်ဘူးမတိပဲနဲ့ထင်ရလောက်ခဲ့လို့ရတဲ့ခန္ဓာ၅ပါးမတိပဲနဲ့အဆိုတော့ပေါ့မတိပဲနဲ့ထင်ရထက်လို့ရင်တော့ဒုက္ခခန္ဓာတွေပြန်ရမှာမတိပဲနဲ့ထင်ရပြန်လို့ရင်ဟိုလက်ရှိခန္ဓာကြီးကမစင်ရဘူးလားအဲ့စင်ရတဲ့ခန္ဓာကြီးလိုချင်သလားမလိုချင်ဝေဒနာနဲ့တဏှာကြားကနေဉာဏ်နဲ့ရှုဝေဒနာနဲ့တဏှာကြားကနေသမုဒိယတွေကိုဖြတ်လိုက်ပါတွေ့တာတွေကိုဖြတ်လိုက်ပါချီနှောင်တွေကိုဖြတ်လိုက်ပါတန်ရောစင်တွေကိုဖြတ်လိုက်ပါဆွဲလန်းမှုတွေကိုဖြတ်လိုက်ပါငါအစွဲတွေကိုဖြတ်လိုက်ပါဝေဒနာနဲ့တဏှာကြားမိုးစတော်ကြီးကဖြတ်ခိုင်းတာနောက်ကျမိုးစတော်ဝေဒနာနဲ့တဏှာကြားမှာဆက်နှစ်ပတ်ချောင်များလေးနဲ့ရေးထားတယ်အဲ့ကိုယောဂီတို့ကတိသွားပြီလားတဲ့မဆက်နဲ့နှစ်ပတ်ချောင်များလေးကိုအလဲကနေဖြတ်တယ်ဒီလိုပြောတာနှစ်ပတ်ချောင်များလေးကိုဘယ်ကဖြတ်အလဲကဖြတ်ရင်ဆက်เสียရှိသေးလားဆက်เสียမရှိရင်ဒုက္ခတွေရပ်သွားမှာပေါ့ဆက်เสียမရှိရင်အဲဆိုအခုဆက်နေလို့ဒုက္ခတွေမရပ်တာပေါ့ဓမ္မကြီးတော်ပြောဘာလို့မရပ်တာဒုက္ခတွေဆက်နေလို့မရပ်တာပေါ့နေငါ့ကိုဒုက္ခပေးတာများပြီတဲ့ကိုဆက်တာကြတော့မပြောဘူးပုထုဇဉ်များသူများပြင်းမြင်တယ်ကိုပြင်းမမြင်ဘူးတဲ့နေတို့ငါ့ကိုဒုက္ခတွေပေးနေတာများပြီတဲ့ဘယ်သူကဆက်လို့ဒုက္ခတွေပေးနေအောင်ကိုကဆက်လို့ပေါ့ကိုကဖြတ်တော့ပြလိုက်စမ်းပါအဲ့ဒီဆက်တွေကိုမဖြတ်သေးတော့ဒုက္ခတွေများနေအောင်ပါပဲဒုက္ခတွေကပေးနေအောင်ပါပဲငါဒုက္ခတွေယူခြင်းလို့ယူတာမဟုတ်ဘူးတဲ့မဖြစ်လို့ယူနေရတာမကင်းလို့ယူနေရတာဒါဆိုဖြစ်အောင်နေလိုက်ပေါ့ကင်းအောင်နေလိုက်ပေါ့အရှိသဘောကိုမြင်အောင်ကြည့်ရင်ဖြစ်အောင်နေတတ်တယ်ကင်းအောင်နေတတ်တယ်အရှိသဘောကိုမြင်အောင်ကြည့်ရင်အရှိကတခြားလားခန္ဓာ၅ပါးလားအကျဉ်းချုပ်တော့ယုတ်တရားနဲ့အဲ့ဒီယုတ်နာမှာအချင်မုန်းနေရှိသလားယုတ်နာမှာအငိုပြုံးနေရှိသလားယုတ်နာမှာအနိုင်ရှုံးနေရှိသလားတေချာမပါယုတ်နာမှာချင်မုန်းလည်းမရှိဘူးအငိုပြုံးလည်းမရှိဘူးအနိုင်ရှုံးလည်းမရှိဘူးမိုးစတော်ကြီးကပြောတယ်ယုတ်နာမှာဖြစ်ချင်းပြက်ချင်းပဲရှိတာယုတ်နာမှာဘာပဲရှိတာအခုယောဂီတို့ကယုတ်နာလို့မမြင်တော့ပုဂ္ဂိုလ်တ attva ငါသူတစ်ပါးရဲ့အကြောင်းမိမဇနီးခင်မွန်သားသမီးလို့ယူထားမြင်ထားတော့ချစ်စရာရှိလက်မုန်းစရာရှိလက်ငိုစရာရှိလက်ပြုံးစရာရှိလက်အနိုင်ယူစရာရှိလက်ရှုံးစရာရှိလက်အဲ့ဒါအရှိတရားကိုမမြင်လို့တယ်ဗျယုံနာလို့နှလုံးသွင်းမှမနဲ့မကြည့်နိုင်သေးလို့တယ်ဗျ
ငါသူတို့ဘပုဂ္ဂိုလ်တတ္တဝါယောက်ျားမိန်းမဇနီးခင်မွန်သားသမီးမြည်ငါ့အိမ်တိုက်တာငါပြေစီးလို့ယူနေသေးတော့အချစ်မုန်းနေနဲ့လဲဂျုံနေမယ်အငိုပြုံးနေနဲ့လဲဂျုံနေမယ်အနိုင်ရှုံးနေနဲ့လဲဂျုံနေမယ်အရှိသဘောကိုမြင်အောင်ကြည့်လိုက်စမ်းပါကွာတဲ့ဘုရားရှင်တော်ကြောင့်မဟုတ်ဆိုကြီးပဲဒီယုံနံရဲ့ပင်ကိုစွမ်းရည်ဟာဖြစ်ချင်းပြက်ချင်းပဲရှိတယ်မဟုတ်ဆိုကြီးကပင်ကိုစွမ်းရည်လို့တောင်ထည့်ထားသေးတာဗျဒီယုံနံရဲ့မာရဲဒီယုံနံရဲ့ပင်ကိုစွမ်းရည်ကဖြစ်ချင်းပြက်ချင်းပဲရှိတယ်ငကိုပင်ကိုစွမ်းရည်ဖြစ်ချင်းပြက်ချင်းကိုညံနဲ့စောင့်ကြည့်လိုက်စမ်းပါငကိုပင်ကိုစွမ်းရည်ဆိုတဲ့ဖြစ်ချင်းပြက်ချင်းကိုညံနဲ့စောင့်ကြည့်လိုက်ရင်အချင်မုန်းနေလဲကင်းမယ်အငိုပြုံးနေလဲကင်းမယ်အနိုင်ရှုံးနေလဲကင်းမယ်ပြောပြီးပြီနော်ဖြစ်အောင်နေရင်ဖြစ်တယ်ကင်းအောင်နေရင်ကင်းတယ်ဆိုတာညံနဲ့ရှုခိုင်းတာဘာနဲ့ရှုခိုင်းတာယောဂီတွေသဘောပေါက်ဘာလို့ပြဿနာတဲ့ဒုက္ခရောက်နေလဲမဖြစ်လို့ပေါ့မကင်းနိုင်သေးလို့ပေါ့တဲ့ဖြစ်အောင်နေရင်ဖြစ်တယ်လေအရှိတရားကိုမြင်အောင်ကြည့်လိုက်ကင်းအောင်နေရင်ကင်းတယ်လေအရှိတရားကိုမြင်အောင်ကြည့်လိုက်မဟုတ်ဆိုရဒီလိုပြောထားတာအရှိခန္ဓာကိုအသိဉာဏ်နဲ့ကြည့်လိုက်စမ်းပါကွာဒီလိုပြောထားတာမဟုတ်ဆိုရယောဂီတွေဆိုတော့အရှိခန္ဓာကိုအသိဉာဏ်နဲ့မကြည့်နိုင်ကြဘူးတနေ့တနာရီတောင်ကောင်းကောင်းမကြည့်နိုင်ဘူးလေကတနေ့တနာရီမကြည့်နိုင်ရင်ဘယ်နှလုံးမှာတော့ဒီရုပ်သဘောနာမ်သဘောတွေဖြစ်ချင်းဖြစ်ချင်းဘယ်မြင်မလဲဒီအချင်းမိုးနဲ့ရောအောင်နဲ့အောင်ကင်းအောင်ဘယ်လိုလုပ်မလဲဒီအနိုင်ရှုံးနဲ့ရောအောင်နဲ့အောင်ကင်းအောင်ဘယ်လိုလုပ်မလဲဒီငိုပြုံးနဲ့ရောအောင်နဲ့အောင်ကင်းအောင်ဘယ်လိုလုပ်မလဲကိုယ်ခန္ဓာကိုကိုယ်ညာနဲ့တနေ့တနာရီလောက်တော့ကြည့်တဲ့အောင်ပေါ့ခန္ဓာကြီးကတော့ကြည့်ကြည့်မကြည့်ကြည့်ဖြစ်ချင်းပြချင်းတွေကပြနေတာပဲယောဂီတို့မကြည့်ခြင်းက၃မျိုးကြောင့်မကြည့်တာတဲ့စင်ကြယ်ပေးတာများလို့ပြင်းနေလို့မလုံချင်လို့တခါကြီးထိန်လဲဒီယုတ်ဒီနာခန္ဓာဖြစ်ချင်းပြချင်းကိုဘာလို့မကြည့်နိုင်တာလဲဆိုရင်စင်ကြယ်ပေးတာများလို့ပြင်းနေလို့မလုံချင်လို့ဒါလေးစင်ကြယ်ပေးတော့မကြည့်ပြတော့ဘူးဒါလေးပြင်းတော့မကြည့်ပြတော့ဘူးနင်းဒီတရားမထိုင်ဘူးသားမလုံချင်တော့ပါဘူးတဲ့ပန်းတာမလုံချင်ရတာနဲ့လေတနေ့တာဒီခန္ဓာကိုယ်ကြီးကဘလို့ကုံသွားမှလည်းမသိဘူးမိုးလင်းရမိုးချုပ်လေဥပ္ပဒီတွေ့ကြည့်လိုက်စမ်းဉာဏ်ပါပါနဲ့တွေးမှအတွင်းကြကြမြင်တာလို့ပြောတယ်ဉာဏ်ပါပါနဲ့တွေးမှစဉ်းစားဟုတ်တယ်ကမာကြီးတော်နေတို့တော်စင်တော့စေရနာဇောတွေထည့်ပြီးတော့ပြောပေးနေတာတရက်ကုံသွားတဲ့မိုးလင်းရမိုးချုပ်ဒီတခန္ဓာကိုယ်ဟာအကျိုးမဲ့အချီနေအကအပြင်းနေရများလုံးတယ်ဒီခန္ဓာကိုယ်ကြီးထမင်းတွေကြည့်ပြီးစားတောင်းနေတဲ့ချိန်မှာကိုမေးခွန်းလေးထုတ်ကြည့်လိုက်စမ်းပါဒီထမင်းအာဟာရတွေဘာအတွက်စားနေတာလဲတတိပညာတိုးဖို့လားဝိဇ္ဇာတနာကိလေသာတိုးဖို့လားမေ့ကြည့်လိုက်စမ်းပါမေးခွန်းလေးဟောယောဂီတွေညနေရောက်ရင်လည်းစားမှာပဲလေဒီထမင်းအာဟာရတွေဘာကြောင့်စားနေတာလဲတတိပညာတိုးဖို့လားဝိဇ္ဇာတနာကိလေသာတိုးဖို့လားမေးခွန်းမေ့ကြည့်လိုက်စမ်းပါအဲ့ဒါလို့မေးခွန်းမေးကြည့်လို့တတိပညာမတိုးဘဲနဲ့ဝိဇ္ဇာတဏကိလေသာတိုးတယ်ဆိုရင်ဒီထမင်းနေစားရတာအလကားဗျာနော်ခန္ဓာကိုယ်ကြီးအာရင်နေတိုးလာတာကိလေသာဖြန့်ကျက်ဖို့ပဲဖြစ်တော့တယ်အတွေးဆိုတာအဲ့ဒါလို့တွေးရတာတမန်သင်္ကပ္ပကောင်းတဲ့အတွေးတွေးစမ်းပါမိစ္ဆာသင်္ကပ္ပမကောင်းတဲ့တွေးတွေမတွေးစမ်းပါနဲ့လောကကိုလည်းမချွတ်စင်နဲ့ဓမ္မကိုလည်းမလွတ်စင်နဲ့လို့စရောကြီးတွေကဆုံးမတယ်လေမိသားစုဆိုတာဝတ်တရားထက်မပိုစေနဲ့တဲ့အဲ့ဒါကိုလောကကိုလည်းမချွတ်စင်နဲ့လို့ပြောတာတရားတည်းကိုသစ္စာတရားနာကြအစဝိဝတ္တနာလို့လည်းအာထုတ်ပြအောင်အာထုတ်တဲ့ဓမ္မကိုလည်းမလွတ်စေနဲ့ကိုယောဂီတို့ကဘယ်လိုဖြစ်လဲလောကကိုကြတော့မချွတ်ဘူးဓမ္မကိုကြလွတ်နေတယ်ဟိုမကြီးတော်ပြောလောကကိုကြတော့မချွတ်ဘူးဓမ္မကိုကြတော့လွတ်နေတယ်တရားမထိုင်တဲ့နေ့ရှိရင်ဓမ္မကိုလွတ်နေတာပဲဗျမိသားစုနဲ့ပျော်ရွှင်ကြည်နူးစားတောက်ဆိုတဲ့လောကကိုကြတော့မချွတ်ဘူးရှာရေးဖွေးဆိုတဲ့လောကကိုတွေကြတော့မချွတ်ဘူးတရားထိုင်ခြင်းတရားအထုတ်ခြင်းဆိုတဲ့ဒီနေ့မလုပ်ဖြစ်ရင်ဓမ္မကိုကလွတ်နေတာဟောကိလေသာတွေများလာရင်သိရှက်ဖို့ကောင်းတယ်လို့ပြောတယ်ဒါဆိုရင်ဝေဒနာနဲ့တဏှာကြားကဉာဏ်နဲ့ဖြတ်မယ်ဘယ်နဲ့ပဲကြားကဲဒီခန္ဓာကြီးကမြင်ရသလားမြင်ပါဘူးဗျာကြည့်လိုက်စမ်းပါကိုဉာဏ်နဲ့
မြင်ကွေးထိုင်းဘယ်ဘက်ချက်ကိုတွင်းရထားညာဘက်ချက်ကိုပြင်ရထားအဆင်ပြေစို့ထိုင်လိုက်စမ်းပါကိုယ်ခန္ဓာရဲ့အနေထားအချိုးအစားကိုကြည့်ပြီးဘယ်ဘက်လက်ပေါ်ညာဘက်လက်ကလေးတင်လိုက်စမ်းပါလက်ကလေးထပ်သည်ဖြစ်စေရှက်ထားသည်ဖြစ်စေအဆင်ပြေစို့ထားလိုက်စမ်းပါဥဆုံးကံရပဏိဒါရတဲ့ခါလေးကိုဖြောင်းမှန်စွာထားလိုက်စမ်းပါကောင်းရှင်းမငုတ်စေနဲ့ကောင်းတော့မလန်းစေနဲ့ကောင်းရှင်းငုတ်ရင်ကိုကြိုးတွေတင်းလေပြီးတော့ငိုက်တတ်တယ်ဗျကောင်းတော့လန်ရင်လည်းစက္ကနဲ့လန်ကျသွားတတ်တယ်မျက်စိကိုဇင်းငယ်များမိတ်ဇုံမမိတ်နဲ့လို့ပြောတာဇုံမိတ်ရင်မျက်ရည်ဘူးတွေကျတာပေါ့အိတ်တဲ့ပုံစံလေးမိတ်မိမိရဲ့ခန္ဓာကိုယ်အနေထားအချိုးအစားတေချာချိန်ပြီးငြိမ်အောင်လုပ်လိုက်ငြိမ်သွားပြီဆိုရင်နှာသီးဝက်ကိုတတိကဝင်လေထွက်လေမြင်အောင်ကြည့်အာယုံတစ်ပါးစိတ်မသွားစေနဲ့တမာရီမကင်၃ပါးပြောတာပဲတတိရှိအောင်လုပ်ရတာလေအဲတတိရှိလာရင်ခန္ဓာကိုယ်ကြီးကငြိမ်ပြီးတော့စိတ်ကလေးကတီးပြီးကြည်သွားတာလို့ပြောတယ်ဝင်လေထွက်လေတွေကိုဝင်တိုင်းထွက်တိုင်းချက်တိုင်းချက်တိုင်းမလွတ်တမ်းတိနေပြီးမိနေပြီးကိလေသာကြားပေါက်မဝင်တော့ဘူးဆိုရင်အဲ့ဒီခန္ဓာကိုယ်ကြီးကခုံပေါ်မှာတင်ထားတဲ့ကောပတ်ယုတ်ကလေးလိုငြိမ်ကျသွားတယ်စိတ်လေးကအေးပြီးတော့ကြည်ရှင်းသွားတာတတိပဋ္ဌာန်တရားအစတတိပဋ္ဌာန်ကတရားအစတတိပဋ္ဌာန်ကဒီခန္ဓာကိုယ်ကြီးကိုငြိမ်အောင်စိတ်ကိုတီးပြီးကြည်အောင်တတိပဋ္ဌာန်နဲ့အရင်လုပ်ရတာတရားအစတတိပဋ္ဌာန်ကဝိပဿနာအစဝင်လေထွက်လေကဝိပဿနာအစခန္ဓာကိုယ်ရဲ့တည်ကြည်ငြိမ်ရှင်းကြည်သွားပြီဆိုဝင်လေထွက်လေလည်းချက်တိုင်းချက်တိုင်းမိနေပြီလေအာယုံနေကြားပေါက်ဘဲမှမထွက်တော့ဘူးတဲ့နှာသီးဆုံးနှာသီးဝမှာတတိနဲ့ကပ်ပြီးတော့အချက်တိုင်းမိနေတော့တာတဲ့လက်တွေ့ကြိုးစားအထုတ်ကြည့်လိုက်စမ်းပါကို့မှာအထုတ်ဖို့ခန္ဓာကြီးရထားတာပဲလှုပ်လိုက်စမ်းပါဒီခန္ဓာကိုယ်ကိုတန်အောင်ခိုင်းလိုက်စမ်းပါဝင်လေထက်လေကိုဝင်တိုင်းထွက်တိုင်းချက်တိုင်းချက်တိုင်းမိနေပြီတော့ဂျားပေါက်ကိရိတာမလာတော့ဘူးတဲ့အာယုံဇိုးတွေမဝင်တော့ဘူးတဲ့တတိနဲ့ပိတ်ဆို့ပြီးတားဆီးထားတာတဲ့ဗျအဲ့ဒါလိုတတိတွေအကောင်းလာပြီဆိုရင်ဝင်လေဆိုတာယုတ်တရားပါလားထွက်လေဆိုတာယုတ်တရားပါလားဝင်လေထွက်လေတုံးပဲရှိတယ်လို့သိလိုက်တဲ့စိတ်ကလေးကနံတရားပါလားအဲ့ဒီမှာယုံနံကွဲလာတာတဲ့တတိရဲ့စွမ်းအင်ဟာယုံနံကိုကွဲစေတယ်တတိရဲ့စွမ်းအင်ဟာဒီယုတ်သဘောနံသဘောတွေကမြဲသလားဖြစ်ပြီးတော့အဲ့ဒီကြမှာညံသွင်းလို့ရတာတဲ့တရားစတတိပဋ္ဌာန်ကတဲ့ဝိပဿနာစဝင်လေထွက်လေကတဲ့မက်ဖို့စဖြစ်ပျက်ကတဲ့မက်ဖို့စအဲ့ဆိုဒီယုံနာရဲ့ဖြစ်ပျက်ကိုကိုကနောက်ကညံနဲ့အသွင်းသွင်းစောင့်ကြည့်နေုံပဲမညံဖုန်ညံကြဖို့ကယောဂီတို့စတော့လုံမဘူးရှုမှတ်တဲ့တရားကလုံပေးသွားမှာကိုကကြိုးစားအထုတ်နေုံပဲလေအချိန်ကိုက်အချိန်ကိုက်အချိန်ကိုက်ကိုတရားအထုတ်မဲ့ကိလေသာပါကြောင်းအလုပ်ကိုကန့်ပြီးဖဲ့ယူထားကိုတရားအထုတ်မဲ့ကိလေသာပါကြောင်းကိုကန့်ပြီးဖဲ့မယူနိုင်တော့ယောဂီတို့တော့ရှုံးမှာစင်ကြည်ပေးမများနဲ့မပြင်းနဲ့မလှုပ်ချင်တဲ့စိတ်တွေမလာစေနဲ့ဘယ်လိုပြောလဲစင်ကြယ်ပေးမများနဲ့မပြင်းနဲ့မလှုပ်ချင်တဲ့စိတ်တွေမလာစေနဲ့ဘယ်သူကိုဘယ်သူတည်ပေးရမှာစဉ်းစားဒီနေ့ဥပုံနေပဲအိမ်ရောက်ရင်ဇင်းညာလေးရှောက်ပြီးတော့နှုတ်စိတ်ငြိမ်သက်ပြီးအာယုံကင်းစိတ်ရကိုအိမ်ခန်းတဲ့ပြည့်ဝင်ပြီးဂလန့်ချပြီးတော့တရားထိုင်ပြလိုက်စမ်းပါလောကအရှုပ်တွေဒီနေ့ငါအကုန်ရှင်းမယ်ဆိုပြီးတော့ကိုယ့်အလုပ်ကိုတထိုင်နဲ့လုပ်ပြလိုက်စမ်းပါမတက်ကလေးရလိုက်ဇင်းကြံလေးရှောက်လိုက်ခန္ဓာကိုယ်သွေးလေးလက်ပတ်မှုမအောင်လှုပ်လိုက်တရားလေးထိုင်လိုက်အထုတ်လိုက်နဲ့ဒီနေ့လောကအရှုပ်တွေရှင်းထုတ်ပြလိုက်စမ်းပါတတန်တရားလုံးကရှုပ်လာတဲ့အရှုပ်တွေကအခုကနေရရှင်းရတာအခုတောင်မှတခဏတာလေးတောင်အရှုပ်မရှင်းနိုင်ရင်တတန်တရားလုံးကပါလာတဲ့အရှုပ်ကြီးဘလို့ရှင်းမလဲရှင်းလိုက်စမ်းပါအခုလောကအရှုပ်တွေကိုနိုင်ဝဲရှင်းမလားတနာရီရှင်းမလားရှင်းပလိုက်စမ်းပါလောကအရှုပ်တွေဝိပဿနာဘာဝနာနဲ့စောနိုင်တဲ့များရှင်းပလိုက်စမ်းပါကိုယ့်အတွက်အချိန်ကိုကဲ့ယူဖဲ့ယူပြီးတော့ဒီအရှုပ်ထုတ်တွေကိုဘာဝညာနာနဲ့ရှင်းရတာသဘောပေါက်လားပြောလို့ကလည်းကောင်းတာချင်းအောင်စိဒီကမာကြီးတော်ပြုတ်ကောင်းကြီးငြိမ့်မနေကြတဲ့ယောဂီတို့တကယ်အလုံးလုံးဖို့ရည်ကြီးတာမလုံးဖို့ကတိယုတ်တိဏခန္ဓာကြီးကမြဲသလားဖြစ်ပြီးတော့ဘာသစ္စာရှုတဲ့ဉာဏ်ကသေရာကနောက်ခန္ဓာမလာရာက
သစ္စာဘယ်နှချက်ဆိုင်ဒါဘသူရဲ့ကြိုင်ဘသူရဲ့လမ်းစဉ်ဘသူရဲ့အဆုံးအမဘုရားရဲ့ကြိုင်ဘုရားရဲ့လမ်းစဉ်ဘုရားရဲ့အဆုံးအမရင်တဲလဲကိန်းရောလိုချင်တဲ့နိဗ္ဗာန်မရဘူးလားယောဂီပေါင်းသူတော်ကောင်းတို့လည်းလိုချင်တဲ့နိဗ္ဗာန်ရောက်နိုင်အောင်ဝိပဿနာတရားများကိုကြိုးစားအားထုတ်ကြပါလို့တိုက်တွန်းရင်းအချိန်စေလို့တော်ကြအောင်စို့